ဘယ်နမယူဖို့မမေ့နဲ့ပြင်စပြေးလို့ရတယ်မမြန်ပြိုင်မမြန်ပန်းဝင်ကြိုင်နေဘူးလေMorning, Mai. Kamala. Any 500. Okay, good. Your stimulation day to rock. For a long day. This is a go in a market. Look at me. Tomorrow, a few Zalina Bushia. And I will send a little habit off. So I do. ကြည့်လိုက်လို့ရှိရင်ကိုယ်နံပါတ်ကိုထင်သာမြင်သာရှိမဲ့အရှိ side view မှာ front view မှာပဲကတ်ထားမယ်ပေါ့နော်။သူ့မှာနှစ်ခုပါမယ်ပေါ့နော်။လက်မောင်းပေါ်မှာမကတ်ဘူးလက်ဖြတ်ပေါ်မှာကတ်ရမယ်ပေါ့နော်။လောက်ရတော့ကြိုင်မဲနေကြလို့ရှိရင်ထားမဲ့ပုံစံလေးတွေပေါ့နော်။အဲ့တော့စပိန်ကတော့ကျွန်တော်တို့ကိုနံပါတ်ပါတဲ့နေရာမှာကျွန်တော်စပိန်ကိုထားထားပြီးပြီ။စပိန်မှာကျွန်တော်တို့ဒီ bike sticker ရှိပဲ။ပြီးတော့ကိုပြိုင်မဲ့ဒီလိန်အောက်မှာပဲကိုလိန်ဖက်နက်တွေအပြေးဖက်နက်တွေကိုရဲ့ transaction bike တွေကိုကျွန်တော်ဒီဘက်မှာထားမယ်။စပိန်စီးရဲ့အုပ်ထုံးနဲ့မျက်မှန်တွေကိုကျွန်တော်ဒီမှာပဲချိန်ထားတယ်။ဒါပို့အဆင်ပြေဆုံးပဲပေါ့နော်။တစ်ခါကျရင်တချို့ကျတော့ဘယ်နားမှာသွားချိန်တက်လဲတော့ဒီနားမှာတင်လာတော့ဘာလို့လဲ။အဲ့တော့ကျွန်တော်တို့ရေကူးပြီးတက်လာတာနဲ့အရင်ဆုံးစပိန်ကိုမချခင်အုတ်ထုတ်ကိုအရင်စို့ပြီးမျက်မှန်ကိုတက်စပိန်ကိုချပြီးသွားတယ်တန်းထွက်မယ်ပေါ့နော်ဒါပေမဲ့ခဏဝုတ်ဖို့လည်းမမေ့နဲ့ဘူးဒီနေ့တော့ stimulation ပေါ့ရေကူး900စပိန်4ပတ်3ပတ်ပေါ့နော်အပြေ5 km ပြင်းတယ်စတယ်စပိန်ရမောင်ဒီနေ့တော့ပေါ်ပါပဲရောက်ပြီဆိုတော့လည်းအရင်ဆုံးဖက်နက်စီပြီးသွားတာနဲ့အုတ်ထုတ်တက်ပြီးညမတက်စပိန်စနေတော့မယ်ကဲခုစပိန်စမယ်မဘိုလန်နီယာတွေနေနေမုတ်စားဖို့လားမသိပါဘူးโอเคတွန်းလာမယ်ကျန်းပြင်ရောက်တော့မှကျွန်တော်စပိန်စနေလို့ရမှာဆရာမော်နေဆယ်လာအကျော်နာပေါ့နော်ဆောက်လို့ရင်းနာသူတို့တိုင်ဝန်းလေးဆိုတော့ကြောက်စလေးတွေတဲတော့ရှင်းပေးရမယ်တော့ပြောတယ်ဒါပေမဲ့အဲ့နာမှာတော့တတိတာစပိန်သမိုင်းအတွက်အနေနဲ့များပါတယ်မပြမယ်ဒီနားလေးတော့တတိထားပေးပေါ့နော်တိုင်ဝန်းမှာနှစ်ချက်တက်လို့ရအောင်ကျွန်တော်ဒီမှာပြီးဖို့ရတဲ့ချက်တွေတက်ထားတယ်ဒီမှာAre you ready for triathlon? So ready. Yeah, you're ready. First. Yeah. Okay, see you. See you. ဒါတော့ရှိပါဒါကျွန်တော်တို့အကသာအဲ့ဒီကိုသူတို့ဘာလို့ပါရဲတဲ့သူနဲ့စုံနေကြပဲကျွန်တော်ဒီဘက်ကExport ကကျွန်တော်လက်ဆောင်ပေးတာလားExport မြင်းဒီကုန်းမှာဝယ်လို့ရပါတယ်အပြေးတွေရောစပိန်တွေရောပေါ့နော်ကျွန်တော်တို့လိုမျိုးအခု GoPro တို့ဘာလို့ထည့်ထားခြင်းလဲဆိုလဲအလွယ်တကူထည့်မယ်အလွယ်တကူထုတ်မယ်တော်တော်လေးအဆင်ပြေပါတယ်အနောက်ကဒီလိုပုံလေး
12ကီလိုမီတာရှိပါပြီနောက်2ပတ်လောက်ထပ်နေပါအောင်မယ်လောက်ရနောက်ဆုံးတစ်ပတ်20ပေါ့ဒီနေ့20လောက်နေနိုင်တယ်ဒီမှာပဲစပိန်နေလာထားပေါ့ရခင်းရောက်တာနဲ့ကျွန်တော်တို့စပိန်ကိုနံပါတ်ရှိရဲ့နေရာမှာစပိန်ပြန်ထားမယ်အခုဒီမှာကြီးကျွန်တော်စပိန်ထားမယ့်နေရာမှာဒီမှာအဲ့ဒါဘရူနိုစပိန်ဒါဒီမှာကျွန်တော်အစချိန်မယ်ဒီမှာဟိုအဲ့နေကြလို့ရှိရင်တော့ကို့နေရာမှာတေချာလေးထားပြီးပေါ့နော်အဲ့ကြမှာနောက်တစ်ယောက်ကထားလို့အဆင်ပြေတာပေါ့နော်โอเคလဲလိုက်ပါဦးမယ်ပင်နမယူဖို့မမေ့နဲ့ပြင်စပြေးလို့ရတယ်8နိုင်55နေရတော့တော်တော်ပူတယ်ဟရီကတော့160ပူပါတယ်ဆန်ခရင်လိုတယ်ဒီတော်တော်အဆင်ပြေတယ်တိုင်ပွဲကြရင်တချို့ကမေးတယ်ဗျာဂျယ်တို့ sauce stick တို့ဘယ်လိုစားရမလဲဆိုတော့ sauce stick ကကြတော့ကြွက်မတန့်အောင်ကာကွယ်ပေးတယ်တစ်နိုင်တစ်လုံးစားလို့ရတယ်ဂျယ်ကကြတော့45မိနစ်တစ်နိုင်တစ်ထုပ်ပေါ့ဗျာအဲ့တော့ကိုက2နိုင်ခွဲအတွင်းပြင်းမယ်ဆိုရင်တော့2ထုပ်3ထုပ်ပေါ့ကဲ3နိုင်ဆိုရင်တော့3ထုပ်ပေါ့ရေမကူးခင်တစ်ထုပ်စားဒါမှမဟုတ်လေရေကူးပြီးမှတစ်ထုပ်စားပေါ့နော်ဒီစပိန်နေနဲ့45မိနစ်မှာတစ်ထုပ်စားရေနေနဲ့တောက်အပြေးဆိုလဲ10ကီလိုမီတာဆိုရင်5ကီလိုမီတာမှာတစ်ထုပ်စားလိုက်လိုရပါတယ်ဗျနေပူတယ်မကြည့်ဦးနေရမနေ့8ခွဲနေမြန်ပြိုင်မြန်ပန်းဝင်ကြိုင်နေပူတယ်ပန်းဝင်တာကဒီမှာဝင်တာမဟုတ်နော်ပန်းဝင်တာကဒီဘက်ကိုချိုးဒီရေပူကန်ကနေပန်းဝင်ရမှာညတော့ညီမတက်တော့ရှိကဲဟိုကဖော်ထားပေးထားမှာဟာမှာမထားရင်လက်သွားမှာထားမှာရေစတေရှင်ရောက်တိုင်းခေါင်းလောင်းခေါင်းလောင်းပြမှာဟုတ်တယ်ဒီကအုတ်ထုပ်ပေါ်မှာ3ခေါင်းလောက်ထည့်လိုက်ထည့်ပြီးပြောပါပြီပြီးတော့ဘာလို့မလဲဆိုတော့ဒီပေါ်ကိုပစ္စည်းတွေပြန်သိဒီမှာရေချိုးပြန်ပွဲနေကြလို့ရှိရင် ice bag ပါရှိတော့ဆွဲပြားတွေအင်းကြီးတွေထုတ်ပြီးတော့ ice bag ဝင်ပေါ့နော်ဒါတော့အကျော်ပြေ ice bag ဆိုတော့မစိုးပါဘူးဒီနေ့ train နေရတော့အားလုံးပဲပြန်ပွဲမှာသတ်မှတ်ထားတဲ့အချက်လက်လေးတွေမမေ့ပါနဲ့နောက်မှဆုံးပါမယ်